မိုနာလီဇာပန်းကြီးကနောက်ွယ်ကတကယ်အမျိုးသမီးဟာလီဆာဒဲရဂျီအိုကွန်ဒိုဖြစ်ပါတယ်မိုနာဆိုတာကမက်ဒေါ်နာသို့မဟုတ်ကျွန်ုပ်၏အရှင်မလူအတိတ်ပဲရပါတယ်ဖလော်ရက်စ်မြေကပိုးထီကုံတယ်ထိတဲ့လီဆာရဲ့ခင်ပွန်းဟာသူတို့ရဲ့ဒုတိယမြောက်သားလေးမွေးဖွားခြင်းကိုဂုဏ်ပြုဖို့အတွက်ဒီပုံတူပန်းကြီးကိုရေးဆွဲပေးဖို့တောင်းဆိုခဲ့တာပါ1916ခုနှစ်မှာလီယိုနာဒိုဒါဗင်ချီဟာပင်သစ်ဘုရင်ဖရန်စစ်ရဲ့ဖိတ်ကြားချက်နဲ့ပင်သစ်နိုင်ငံကိုတွားရောက်တဲ့အခါအဲ့ဒီပန်းကြီးကိုပါတပါးတဲ့ယူဆောင်သွားခဲ့ပါတယ်သူဟာ1919ခုနှစ်ကွယ်လွန်ချိန်အထိ3နှစ်တိုင်အဲ့ဒီပန်းကြီးကိုဆက်လက်ပြင်ဆင်ရေးဆွဲနေခဲ့တာပါဒီပန်းကြီးဟာ1800ခုနှစ်မှာနပိုလီယန်ကလူပါပက်တိုက်ကနေဖြုတ်ယူပြီးသူ့ရဲ့ကိုယ်ပိုင်အိတ်ခမ်းထဲမှာချိုက်ဆွဲထားရကနေစတင်ကြော်ကြားလာခဲ့ပါတယ်ဒါပေမဲ့ဒီပန်းကြီးဟာ1917ခုနှစ်မှာတော့တနရာတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဗင်စင်ဇိုပါရူဂျီယာဆိုသူကဒီပန်းကြီးဟာအီတလီနယ်မဲ့ထိုက်တလီတို့ဆိုကခိုးယူသွားခဲ့လို့ပါစုံတောက်တွေဟာနှစ်နှစ်တိုင်လိုက်လံရှာဖွေခဲ့ရပြီးနောက်ဆုံးမှာတော့သူက Florence မြို့မှာပြန်ရောက်ဖို့စ조사နေတော့ဖမ်းမိခဲ့ပါတယ်ဒီနေ့ခေတ်မှာတော့ဒီပန်းကြီးဟာကြီးကံမနောက်မှာရှိနေပြီးအာမခံကြီးဒေါ်လာ1ဘီလီယံအထိတန်ဖိုးဖြတ်ထားရပါတယ်လီဆာမှာမျက်ခွဲမွေမရှိတာတောင်မှပဲဒါကသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးပန်းကြီးအဖြစ်သတ်မှတ်ခံထားရပါတယ်